Hello အားလုံးပဲမင်္ဂလာပါရှင်ညီမဒီနေ့တော့ကျမတို့တွေတကယ်ကိုအရှင်မင်းသားကြီး Jason Statham ကိုအထူးဆန်းဆုံးပုံစံနဲ့မြင်ရမယ်တကယ်ကိုရင်ခုန်စရာအကောင်းဆုံးအသေးရစရာအကောင်းဆုံး Crank ဆိုတဲ့ဇာတ်လမ်းလေးကြောင်းပြောပြပေးမယ်နော်ဒီကားဟာကျမတို့ကြည့်နေကြတခြားအရှင်ကားတွေနဲ့လုံးဝမတူဘူးရှင်ဒီထဲမှာ Statham ကြီးကဘယ်လိုပြောရမလဲမတိချင်းရင်လှုပ်ရှားနေရမယ့်ပုံစံမျိုးနဲ့တရုပ်ဆောင်ထားတာပါတကယ်ကိုထူးဆန်းနေမလားညီမဒီကားကိုကြည့်ပြီးတော့ရေလေးရေရတယ်လို့အသေးလေးရရတယ်လို့ပဲ Statham ကြီးရဲ့မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြတဲ့ပုံစံကတကယ်ကိုအံ့ဩစရာပါပဲကဲစလိုက်ရအောင်နော်တကယ်ကိုရင်တုံစရာဇလန်းလေးကဘယ်လိုစမလဲဆိုတာဇလန်းလေးကနယူးယောက်မြို့ကလျှို့ဝှက်စမ်းကျဲတဲ့သတင်းတောက်တစ်ယောက်ဖြစ်တဲ့ Chef Chelios စီကိုဒေါသတကြီးခေါ်တဲ့နဲ့စတာပါChef ဟာတကယ်တော့လူသက်သမားတစ်ယောက်ပဲလीဒါပေမဲ့သူကအရင်ကလူကောင်းတစ်ယောက်ဖြစ်ဖို့စူးစမ်းခဲ့သူပါဒီနေ့မနေ့သူနိုးလာတဲ့အချိန်မှာတော့သူ့စီကိုဗီဒီယိုတစ်ခုရောက်လာပြီးအဲ့ဒီမှာ Ray Carlson ဆိုတဲ့လူတစ်ယောက်က Chef ကို Beijing cocktail ဆိုတဲ့အစိတ်တစ်မျိုးနဲ့အစိတ်ခတ်လိုက်ပြီးဆိုတာပြောပြလိုက်ပါတယ်ဒီအစိတ်ကတကယ်ကိုကြောက်စရာကောင်းနေရှင်Chef ရဲ့နှလုံးခုန်လုံးကိုဖြည်းဖြည်းချင်းရိုးကျစီပြီးနှလုံးရက်သွားစီမယ်အစိတ်မျိုးပါ Ray က Chef ကိုတနာရီပဲအသက်ရှင်ခွင့်ရှိတယ်လို့ပြောလိုက်ပါတယ်ဖယားကြီးတနာရီပဲနော် Chef ဟာချက်ချင်းပဲအစိတ်ရဲ့အာနိသင်ကိုခံစားလာရပြီးသူ့ရဲ့ခန္ဓာကိုယ်ကအားနည်းလာပါပြီဒါပေမဲ့သူကအရှုံးမပေးပါဘူးသူကသူ့ရဲ့နှလုံးခုန်လုံးကိုပြင့်တင်ဖို့အတွက်ကြိုးစားပါတော့တယ်တကယ်ကိုရင်တုံစရာပါပဲနော်Chef ဘာလို့မလဲဆိုတာ Chef ဟာသူ့ရဲ့နှလုံးခုန်လုံးကိုမြင့်တင်ဖို့အတွက်နီလန်းအမျိုးမျိုးကိုစတင်ရှာဖွေပါတော့တယ်။သူကသူ့ရဲ့တငယ်ချင်းတစ်ယောက်ဖြစ်တဲ့ကီလိုကိုခေါ်ပြီးသူ့ကိုအကူအညီတောင်းပါတယ်။ကီလိုက Chef ကို adrenaline ရအောင်လုပ်ဖို့အကြံပေးလိုက်ပါတယ်။အဲ့ဒါကြောင့် Chef ဟာဆိုင်ကယ်တစ်စီးကိုခိုးယူပြီးအဝတ်စားတွေမပါဘဲဆိုင်ကယ်စီးပါတော့တယ်။တကယ်ကိုရေစရာကောင်းပြီးအံ့ဩစရာကောင်းတဲ့အခန်းပဲနော်။အဲ့ဒီနောက်မှာလဲသူကသူ့ရဲ့နှလုံးခုန်လုံးကိုမြင့်တင်ဖို့အတွက်ကားထဲကမီးချစ်စနဲ့သူ့ကိုသူတိုးကြည့်ပါသေးတယ်။ဟေးစိတ်မကောင်းစရာပဲနော်။ Chef လေးကဗျာတကယ်ကိုဒုက္ခရောက်နေတာပါ။ဒါပေမဲ့သူကအဲ့ဒီလိုလုပ်ရင်းနဲ့သူ့ရဲ့နှလုံးခုန်လုံးကပြန်တက်လာပြီးအစိတ်ရဲ့အာနိသင်ကိုခဏတာတွန်းလှန်နိုင်ခဲ့ပါတယ်။သူကသူ့ရဲ့ရီးစားဖြစ်တဲ့ Eve ကိုလည်းခေါ်ပြီးသူမကိုတွေးဖို့ကြိုးစားပါတယ်။တကယ်ကိုချစ်စရာကောင်းပြီးအသေးရစရာကောင်းတဲ့အခန်းလေးပါပဲ။ Chef ဟာသူ့ကိုအစိတ်ခတ်ခဲ့တဲ့ Ray Verona ကိုရှာဖွေဖို့အတွက်စူးစမ်းပါတော့တယ်။သူက Ray Verona နဲ့ပတ်သက်နေတဲ့လူတွေကိုတယောက်ပြီးတယောက်ရှာဖွေပြီး Ray ရဲ့တီနေရာကိုတိအောင်စူးစမ်းပါတယ်။အဲ့ဒီချိန်မှာမိုးဆိုတဲ့စုံစမ်းရေးအရာရှိကရောက်လာပြီး Chef ကိုအကူအညီတောင်းပါတယ်။အကတိလိုက်စားနေတဲ့ရဲတွေကိုဖော်ထုတ်ဖို့ကူညီပါပေါ့။ဒါပေမဲ့ Chef ကမိုးကိုမကူညီနိုင်ပါဘူး။နောက်ဆုံးမှာတော့ Chef ဟာ Ray Verona ကိုတွေ့သွားပြီးRay ကိုတိုက်ခိုက်ပါတော့တယ်။ Ray Verona က Chef ကိုအစိတ်ခတ်ခဲ့တဲ့အကြောင်းရင်းက Chef ဟာ Ray Verona ရဲ့တူဖြစ်သူကိုတတ်ခဲ့လို့ပဲလीတကယ်ကိုအမိုက်စားတိုက်ခိုက်မှုအခန်းလေးပါပဲ။ Chef ဟာသူ့ရဲ့နှလုံးခုန်လုံးကိုမြင့်တင်ဖို့အတွက်တကယ်ကိုမဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်ပြပါတော့တယ်။သူကစီးရုံတစ်ခုကိုဝင်စီးပြီး adrenaline ရရှိဖို့အတွက်နီလန်းအမျိုးမျိုးကိုစူးစမ်းပါတော့တယ်။နောက်ဆုံးမှာတော့ Chef ဟာရဟတ်ရင်ပေါ်မှာ Ray Verona ကိုတိုက်ခိုက်ပါတော့တယ်။ Ray Verona က Chef ကိုရဟတ်ရင်ပေါ်ကနေတွန်းချလိုက်ပေမဲ့ Chef က Ray Verona ကိုပါဆွဲချလိုက်ပါတယ်။တကယ်ကိုအသေးရစရာကောင်းပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အခန်းလေးပါပဲ။နောက်ဆုံးမှာတော့ Chef ဟာမြေပြင်ကိုပြုတ်ကျသွားပေမဲ့သူ့ရဲ့နှလုံးခုန်လုံးကိုမြင့်တင်ဖို့အတွက်စူးစမ်းရင်းနဲ့အသက်ရှင်ခဲ့ပါတယ်။ကဲညီမပြောပြတဲ့ဇာတ်လမ်းလေးကိုသဘောကျရင် like လေးပေးခဲ့အောင်နော်နောက်ထပ်လည်းဘယ်လိုကားတွေအကြောင်းပြောပြရမလဲဆိုတာ comment မှာရေးခဲ့ပါအောင်တတား